Hello အားလုံးပဲမင်္ဂလာပါမင်းခုလုပ်ပေးမှာက Aries လေးတွေအတွက် January reading ပါ April 13ကနေပြီးတော့မှ April 19အထိဖြစ်ပါတယ် January reading ဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးနဲ့ energy ကိုက်ညီချင်မှကိုက်ညီမယ်ကိုယ်နဲ့ကိုက်ညီတဲ့အပိုင်းလေးကိုပဲယူပါ energy ပိုင်းဖြစ်ခဲ့လို့ရှင်မင်းကို like and follow လေးပေးဖို့မလို့နော် Okay အိုးပို့နေတက်တက်ကြတယ်ဒုက္ခများရပြုတ်တက်လာ Oh King of Pentacles, okay. Page of Cups, okay. Six of Cups. Card of Pentacles, the Seven of Cups. Okay. Nine of Swords. Go say go. ပင်မစီတဲ့သူနာကျင်စီတဲ့သူအတိတ်ကလူနော်အဲ့လူကကိုစီကိုပြန်လာတယ်နော်တချို့ကြတော့ကိုကသူများကိုနာကျင်စေခဲ့ပြီးတော့သူများကိုထားခဲ့ပြီးတော့ကိုကပြန်သွားတာနော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်အဲ့တော့ကိုကြီးကိုစိတ်ဝေဒနာတွေပေးတဲ့သူကိုနာကျင်စေတဲ့သူဒါမှမဟုတ်ကိုကထားခဲ့တဲ့သူအဲ့လူစီကိုပြန်သွားတာဒါမှမဟုတ်သူတို့ကကိုစီပြန်လာတာဒါပေမဲ့သူတို့မှာရွေးချယ်မှုတွေအများကြီးရှိတယ်အဲ့တော့သူတို့ရဲ့ပြန်လာတဲ့အနေထားserious မဖြစ်ဘူးတချို့တွေအတွက်ကြတော့တယောက်နဲ့တယောက်ကလည်းကွာနိုင်တယ်ချို့ Aries လေးတွေအတွက်ကတော့ရွေးချယ်စရာတွေအများကြီးရှိရလက်ရှိတွဲနေတဲ့လူတွေလည်းအများကြီးရှိရတဲ့ဟာကိုယ်ကိုတွဲမယ်ဆိုပြီးတော့ပြန်လာခြင်းနဲ့ဆိုတဲ့အနေအထားမျိုးserious ဖြစ်တယ်ဆိုပြီးတော့ပြောပြီးတော့ပြန်လာတာမျိုးเนาะလက်ရှိမှာသူတွဲနေတဲ့လူတွေရှိရဤနေတဲ့လူတွေရှိရ flirtation လုပ်နေတဲ့ situation ship friend with benefit အများကြီးပဲเนาะအဲ့လိုလူမျိုးကကိုယ်စီပြန်လာတာဖြစ်နိုင်တယ်နော်အဲ့တော့ကိုယ်ဘာပဲပေးမှလဲဆိုတော့နာကျင်မှုတွေပဲပေးမှအကယ်၍Aries လေးတွေကဒါမျိုးသူများကိုလုပ်ခဲ့ပြီးတော့ကိုယ်ကပြန်သွားတယ်ဆိုလို့ရှိရင်လည်းserious တိတ်မဖြစ်တဲ့အနေအထားမျိုးမှဖြစ်နိုင်တယ်နော်ရုပ်တရက်တတိယဝါပြီးတော့မှသွားပြီးတော့စကားပြောတာမျိုးနော်ပြန်လာတယ်ဆိုတိုင်းလည်းပြန်တွဲကြတာမျိုးမဟုတ်တာလည်းရှိရတယ်เนาะပြန်လာတဲ့စကားစင်ပြန်ပြောကြတယ်တတိယရဲ့အခါလမ်းခေါ်လိုက်တဲ့ဒါမျိုးလေးပေါ့အဲ့လိုနေတာမျိုးလည်းဖြစ်နိုင်တယ်เนาะတချို့ဆိုရင် gain တူပြန်ဆော့ကြတာတော့ပြတ်သွားတယ် X အနေနဲ့အရင်တော့ gain တွေပါအတူဆော့ခဲ့ဘူးလေအခုတော့ gain တွေပါအတူပြန်ဆော့ကြတယ်ဒါပေမဲ့ပြန်လာတဲ့အနေထားမျိုးအဆက်တွေပြန်ရတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်ပြန်ဆက်တွေကြရတယ်ဆိုတဲ့အနေထားမျိုးတချို့တွေတယောက်နဲ့တယောက်မတူနိုင်ဘူးအဲ့လိုမျိုးလေးတွေမြင်တွေ့ရတယ်ဝေးကြီးပိုင်းဆိုင်ရာခက်ခဲရှိတဲ့သူလေး stable မဖြစ်တဲ့သူလေးဆိုလို့ရှိရင်ဒီ2025အစပိုင်းလောက်ကနေစပြီးမှတဖြည်းဖြည်းနဲ့စုနိုင်ဆောင်နိုင်လာတဲ့အနေအထားမျိုးဒီအဆင်ပြေလာတာလေးတွေတွေ့ရတယ်နော်ချိုးကြတော့လေအလုံးမှာကိုယ်သဘောကျတဲ့လူဒါမှမဟုတ်ကိုကသဘောကျကိုကလေးစားပြီးသဘောကျရတယ်သူကကိုချစ်ရေးဆိုနိုင်တယ်ဒါမှမဟုတ်ကိုကသူများသားသမီးကိုတွားပြီးချစ်ရေးဆိုတာဖြစ်နိုင်တယ်နော်ဒီလာမြောင်းပေးလောက်တာဒါမှမဟုတ်သူများသားသမီးကကိုလာပြီးချစ်ရေးဆိုတာလုပ်ငန်းပိုင်းမှာပတ်သက်ပြီးတော့မှကိုတဲ့နည်းနည်းရာထူးကြီးတဲ့လူကိုရလှုပ်ဖို့ကံပဲတော့လှုပ်ဖို့ကံပဲဒါပေမဲ့ကိုထက်တစ်ဆင့်မြင့်နေသူအဲ့လိုမျိုးပေါ့နော်လုပ်ငန်းခွင်မှာချစ်သူကြီးစားရနိုင်တယ်လုပ်ငန်းခွင်ရနေတယ်နော်ဒါမှမဟုတ်ကိုကသူများသားသမီးကိုသဘောကျတာအဲ့လိုမျိုးလေးဖြစ်နိုင်တယ်Okay ဒါမျိုး Aries လေးတွေကိုလုပ်ပေးတဲ့ April 13ကနေပြီးတော့ April 19အတွက် January reading ဖြစ်ပါတယ်တာ